ပြိုင်ပွဲစင်မြင့်ထက်ကမယ်ဒီလာရှင်ဝတ်စုံနဲ့တင်ဆက်မှုနောက်ဆုံးမှာတော့တာချီလိတ်အလှမယ်ပြိုင်ပွဲကနေထုတ်ပယ်ခံလိုက်ရပါပြီ။မင်္ဂလာပါခင်ဗျာအခုလက်တလောအင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာဘာသာရေးနဲ့ယဉ်ကျေးမှုဆိုင်ရာအငင်းပွားပွဲရာဝေဖန်မှုတွေပြင်းပြင်းထန်ထန်ထွက်ပေါ်နေတဲ့တဲ့တင်တစ်ခုအကြောင်းကိုတင်ဆက်ပေးခြင်းပါတယ်။ဒါကတော့ပြီးခဲ့တဲ့မေလ4 ရက်နေ့ကကျင်းပခဲ့တဲ့ Miss Grand Myanmar 2026ရဲ့ National Costume ပြိုင်ပွဲမှာတာချီလိတ်အလှမယ်ရဲ့တင်ဆက်မှုနဲ့ပတ်သက်ပြီးအဖွဲ့အစည်းကနေပြိုင်ပွဲကထုတ်ပယ်လိုက်တဲ့အထိဖြစ်သွားရတဲ့ဖြစ်စဉ်ပဲဖြစ်ပါတယ်။ရန်ကုန်မြို့မှာကျင်းပခဲ့တဲ့ Miss Grand Myanmar ပြိုင်ပွဲမှာတာချီလိတ်အလှမယ်ဣမွန်လွင်ဟာနာတမင်္ဂလာ Fashion ဆိုတဲ့ခေါင်းစဉ်နဲ့ပြိုင်ပွဲဝင်ခဲ့တာပါ။ဒါပေမဲ့ပြိုင်ပွဲစင်မြင့်ထက်မှာနာတမင်္ဂလာတရုတ်ဖော်မှုအပြင်မယ်ဒီလာရှင်ဝတ်စုံကိုဝတ်ဆင်ပြီးပဒီးကင်ကဖျားရှိခိုးတာအလူခံတာစတဲ့အမှုရာတွေကိုထည့်သွင်းတင်ဆက်ခဲ့ပါတယ်။ဒီတင်ဆက်မှုလူမှုကွန်ရက်မှာပြန့်နှံ့သွားပြီးနောက်မှာတော့ဗုဒ္ဓဘာသာဝင်တွေကြားမှာဝေဖန်မှုတွေတဟုန်ထိုးမြင့်တက်လာခဲ့ပါတယ်။တီလာရှင်တစ်ပါးဖြစ်တဲ့မက်ခီမာဟာလည်းဒါဟာတာဒနာနွယ်ဝင်တွေတန်ဖိုးထားရတဲ့ဝတ်စုံကိုအပျော်တမ်းဝတ်ပြီးမယိုမသေးလောက်တာဖြစ်တယ်လို့ရေးသားခဲ့တယ်လို့အများပြည်သူကလည်းဒါဟာဘာသာတာဒနာကိုစော်ကားရရောက်တယ်လို့ရှုမြင်ခဲ့ကြပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး Miss Grand Myanmar National Director ဖြစ်သူမယန်ဆိုင်တော်ကဗုဒ္ဓဘာသာဝင်တွေစိတ်ထိခိုက်ရတဲ့အတွက်အနုညွတ်တောင်းပန်ခဲ့ပြီးအလှမယ်ကိုလည်းစာချုပ်ပါအတိုင်းအရေးယူမယ်လို့ပြောကြားခဲ့ပါတယ်။တစ်ဖက်မှာတော့တာချီလိတ်အလှမယ်ဣမွန်လွင်ကသူမအနေနဲ့ဘာသာရေးကိုစော်ကားလို့စိတ်လုံးဝမရှိပဲယဉ်ကျေးမှုတစ်ခုအဖြစ်ရင်ရင်ကြေးကြေးချပြခဲ့တာဖြစ်တယ်လို့မီဒီယာကိုဖြေကြားခဲ့ပါတယ်။ဒါပေမဲ့အဓိကပြဿနာကတော့ကြိုတင်အကြောင်းမကြားခြင်းပဲဖြစ်ပါတယ်။ Miss Grand Myanmar အဖွဲ့အစည်းရဲ့ထုတ်ပြန်ချက်အရမေလ3 ရက်နဲ့4 ရက်နေ့တွေမှာလုပ်ခဲ့တဲ့အစမ်းလေးကျင်းမှု2 ကြိမ်လုံးမှာဒီတီလာရှင်ဝတ်စုံနဲ့တင်ဆက်မှုဟာလုံးဝပါဝင်ခြင်းမရှိခဲ့ဘူးလို့ဆိုပါတယ်။ဆိုလိုတာကတော့အလှမယ်ဟာစင်ပေါ်ရောက်ခံဒီမှအဖွဲ့အစည်းကိုအတိမပေးပဲပိုပိုင်အစီအစဉ်နဲ့ထည့်သွင်းခဲ့တာပါ။ဒါဟာနိုင်ငံတော်ကိုအကြည်ညိုပြတ်စေတယ်လို့အဖွဲ့အစည်းရဲ့ဂုဏ်သိက္ခာကိုထိခိုက်စေတဲ့အတွက်စာချုပ်ပါစည်းကမ်းချက်တွေအရမေလ9 ရက်နေ့မှာပဲတာချီလိတ်အလှမယ်ကိုပြိုင်ပွဲကနေအပီးပိုင်ထုတ်ပယ်လိုက်ပြီလို့တရားဝင်ကြေညာခဲ့ပါတယ်။ဘာသာရေးနဲ့အလှမယ်ပြိုင်ပွဲကြားကဒီလိုအထိမခံတဲ့ကိစ္စရပ်တွေဟာအခုမှမဟုတ်ပါဘူး။ပြီးခဲ့တဲ့နှစ်ကလည်း DJ ဖိုင်ဝလက်ရဲ့ဖြစ်စဉ်မှာဘာသာရေးနဲ့ပတ်သက်ပြီးပြစ်ဒဏ်ချမှတ်ခံခဲ့ရတာမျိုးရှိခဲ့ဘူးပါတယ်။သတင်းအချက်အလက်တွေကိုအချိန်နဲ့တပြေးညီသိရှိနိုင်အောင်ကျွန်တော်တို့ရဲ့ရွှေပြည် News ဆိုတဲ့ channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။